ခေါင်းရမကြောက်လားဒီမှာငါအဲ့တဲ့အတွက်အေးသွားဖြော်တယ် ကိုကြီးအေးရကုန်လို့ ဟာအေးမရှိရင်ကော်ဖီသွားဖြော်လေ ဟိုကလေကော်ဖီကလည်းမရှိတော့ဘူးမလေးပြီးဝလိုက်မယ်လေ နေအခုမှတောင်းရမှာတော့ဧည့်သည်ကထိုင်ဆောင်ပြီးတောင်းရမှာလားဟမ်ဘာခိုင်းရစောက်တော့မကြောက်ဒါလေးတော့မသိဘူးလား နေပါစီတော့ကျွန်တော်အိမ်မှာကော်ဖီတောက်ခဲ့တယ်မတောက်တော့ အားနာလိုက်တာဒီလေးဟာ ရပါတယ်ဗျဟုတ်ဒါနဲ့သူကရောအခုညမှာပဲလား ဒီမှမဟုတ်ပါဘူးငယ်လေးကမီးမရှိဖားမရှိအိမ်မှာခိုင်းမခိုင်းမရအောင်လို့လမ်းဘေးကနေခုံမွေးစားတာ သူ့ပုံစံကြီးခက်တန်တန်နေပါ မိဖို့နေဘာလုပ်နေလဲတွားလေတွားလုံးဆိုင်ရှာတွားလို့တော့တွားလို့ပြောနေရဲ့ ကဲဒါဆိုကိုကျွန်တော်လည်းခွင့်ပြုပါဦး အေးကောင်းပြီညီလေးနောက်လည်းအိမ်လာတယ်နော် ဟုတ်ကဲ့ ဒီမှာလေသူ့စိတ်ဝင်လာသူကပတ်စံလေးချမ်းသာတယ်နေလည်းအေးရဲ့စိတ်တဘောလည်းကောင်းတယ်ကိုကြီးကသူနဲ့ဆန်ညီမလေးတဘောတည် ဟာကိုရရဘာလာပြောနေမှလည်းမသိဘူးဟာနေဒီမှာဘာလုပ်နေရလဲ ဘာမလုပ်ပါဘူးမ နေအကိုကိုချောင်းနေရမလားနေနေရနေသိနော်တွားခုချင်နေတွား ကျမကတန်ရာတွေအပြည့်နဲ့ကျမကိုလက်ပြ